ချမ်းချမ်းကငါတို့စာမေးပွဲအောင်စရင်တွေကြည့်လို့ရပြီလို့ပြောတော့ယုံယုံကငါကြည့်ကြည့်မယ်ကျုံကျုံနေကပုံမှန်စိုးစားအရန်စူးစားတာနေပထမမလားဆိုတာအမြင်ကြည့်လိုက်ဦးလို့ပြောလိုက်တယ်အင်းပါငါကြည့်လိုက်မယ်တော့တဲ့ပထမဟာမာရီပဲကျုံကျုံနေစာမေးပွဲကြတယ်လို့ပြောတော့ဟုတ်လားအဲ့ဒါငါမိဘတွေကငါ့ကိုအငဲလာပြီးစိတ်နှောက်ရှက်ပြီးလို့ပဲတဲ့လေချမ်းချမ်းတို့ကလည်းဘာမှမဖြစ်ပါဘူးဟာမငိုးပါနဲ့ငါတို့ဆီယာမက်ဆီသွားပြီးအမှတ်ပေါင်းတာမားနေတာလားသွားမေးကြည့်ရအောင်လို့ပြောနေတော့ကျမကနင်းဒီလိုမျိုးရမှတ်ထွက်အဲ့လာတာငါနည်းနည်းလေးတောင်မအံ့ဩဘူးလို့ပြောတော့မာရီနေမိဘတွေကဆရာရီလေးငါအိမ်ကကြတော့ကြံမွေးမျိုးရေးပဲလောက်တာကူတဲ့ငါမိဘကမူလာတန်းပြဆရာရီပါဟာလို့ပြောတော့ဒါပေမဲ့နေ့ရဲ့အစားအသောက်ဥရဲ့အစားတွေနဲ့အသုံးဆောင်တွေကငါထက်အများကြီးတာပဲလေငါကမိသားစုနောက်ခံကြောင့်ဆွဲချခံနေရတာစာတင်တာလဲသူများထက်နေတယ်ငါစွမ်းကုန်စူးစမ်းခဲ့ပြီးတဲ့နင်တကယ်ပဲစူးစမ်းခဲ့တာလားဒါမှမဟုတ်မိသားစုအခြေအနေကိုအကြောင်းပြပြီးဟန်ဆောင်စူးစမ်းနေရလားလို့ပြောလိုက်တယ်အဲတုန်းကဒီအတန်းချိန်ကအရေးကြီးတဲ့အချက်တွေကိုမှတ်ရမှာနေအမြန်နားထောင်ဦးလေလို့ပြောတော့ငါမှခဲတဲ့အမဲတစ်ချောင်းပဲပါလာတာငါမိဘတွေကမူပူးပေးတာနောက်ကျလို့ခိရတာတဲ့ဒါကနေ့မိဘတွေနဲ့ဘာဆိုင်လို့လဲနေငါဟာယူသုံးလိုက်လို့ပြောတော့ငါမှထားတဲ့ဘောပင်ကမရောက်သေးဘူးနေဟာကရေးလို့မကောင်းဘူးငါရဲ့စာအုပ်ကအငြင်းရန်စီးစနစ်ကြပြီးပြေဆုံးနေရမယ်အရေးကြီးတဲ့အချက်လက်တွေကိုမှတ်တဲ့ပုံစံချင်းမတူဘူးလေနေရင်မှတ်ထားလိုက်တော့ငါဘောပင်ရောက်လာမှငါပြန်ကူးလိုက်မယ်တော့တဲ့နောက်တနေ့ရောက်တော့မာရီနင်စာကြက်ရတဲ့နေရာကဒီလောက်မကောင်းတာဘူးနင်စာကြက်လို့ရရလားတဲ့ကျမလည်းငါစာကြက်တဲ့အချိန်ဆိုဘေးပတ်ဝန်းကျင်ကလူတွေနဲ့အရာဝတ္ထုတွေအားလုံးကိုအာယုံခက်ထားလိုက်တာလို့ပြောတော့တစ်ချက်ကြည့်လိုက်တာနဲ့သူများတွေစာကြက်တယ်လို့မဟုတ်မှန်းသိတာတဲ့ညလုံးထဲမှာပြန့်လွင့်နေတာပဲလို့ကျမကိုရွှေပြောတယ်ချမ်းချမ်းကဝါကျုံကျုံနင်စပွဲခုံကိုအလားဆင်ထားတာလားလို့ပြောတော့ဒါပေါ့အခုလိုကောင်းမွန်တဲ့စာကြက်ပတ်ဝန်းကျင်ရှိမှအချိန်ကုန်တက်တာပြီးဟိုထိရောက်မှလေလို့ပြောနေတယ်ကျုံကျုံကစားကြက်ဖို့တနေ့လုံးပတ်ဝန်းကျင်ကိုပြင်ဆင်နေခဲ့တာကျမကဝဟာရတွေအကုန်ကြက်မှတ်ပြီးသွားတဲ့အထီသူကအခုမှသင်ခန်းစာအုပ်ကိုဖွင့်ရုံပဲရှိသေးတယ်ငါရောက်တော့ယုံယုံကကျုံကျုံနေတော်စာစူးစမ်းတာပဲလို့ပြောတော့သူကဒီနေ့တော့အောင်မြင်ပြီးသွားပြီလို့ပြောပြီးပုံတွေတောင်ကောက်တင်လိုက်တယ်ပြီးတော့အပြင်ထွက်သွားတာပေါ့ရောင်စုံဘောပင်တွေနဲ့လိုက်ချစ်ထားတဲ့အချစ်လက်တွေကဘာသုံးဝင်မှလဲစူးစမ်းခြင်းအောင်ဆောင်ပြနေတာပဲလို့ကျမတွေးနေမိတယ်ကျုံကျုံကမိမိသမီးဝယ်ချင်တာကစာဖက်တဲ့အခါသုံးတဲ့စာအုပ်စင်လေးအဲ့ဒါမှစာပြန်မိတဲ့အခါစာအုပ်လန်ရတာအဆင်ပြေမှလို့ပြောနေတယ်ပြီးတော့စာအုပ်စင်တစ်ခုဝယ်ဖို့တော့မျိုးစင်ချေးပေးနေရတယ်ငါစာတင်တဲ့လမ်းကြောင်းအောင်မှနှောင့်နှေးနေရတာငါမိသားစုကြောင့်ပဲလို့ပြောနေတာပေါ့ကျမလည်းဒီတိုင်းတန်းပြီးစာကြည့်လိုက်ရင်ရတာပဲကိုဘာလို့ဟန်ဆောင်ဖို့အတွက်ပစ္စည်းအသုံးဆောင်တွေအများကြီးလိုချင်နေရတာလဲလို့ပြောတော့ငါကမပြည့်စုံပဲဘာကူမှမစတင်ချင်ဘူးလေကျမလည်းမိသားစုအခြေအနေဆိုတာနေဟန်ဆောင်စူးစမ်းဖို့အတွက်စင်ကြင်မဟုတ်ဘူးလို့ပြောလိုက်တယ်ချမ်းချမ်းကလည်းနေမိဘတွေကနင့်အပေါ်ဘာမှအကျွေးတင်မနေဘူးနင်ကတော့လျှောက်စူးစမ်းခြင်းရောက်ဆောင်ပြနေခဲ့တာပဲတဲ့ယုံယုံကစာလုံးနာရင်းနှီးတွေရောဘောပင်တွေစုံနေပေမဲ့စာမေးပွဲတိုင်းမှာအဲရန်နေကအောက်ဆုံးကပဲမာရီကတော့ဘောပင်အစုပ်လေးနဲ့ဆိုပေမဲ့အမတ်စရင်ထွက်တော့အမတ်600တောင်ကျော်နေတဲ့ချမ်းချမ်းကလည်းဒါဆိုငါတို့မာရီနောက်လိုက်ပြီးပဲစာလုပ်ကြမယ်လို့ပြောတော့ကျုံကျုံကနေတို့မှမိသားစုအကြောင်းကိုနားမလဲကြပါဘူးငါအဆောင်မှုစီသွားပြီးအဆောင်ပြောင်းဖို့ပြောရတော့မယ်ဆိုပြီးထွက်သွားတော့တာပေါ့မိသားစုနောက်ခံအခြေအနေဆိုတာဟန်ဆောင်စူးစမ်းဖို့အတွက်စင်ကြေးတစ်ခုဘယ်တော့မှဖြစ်မလာနိုင်ပါဘူးစူးစမ်းချင်အောင်ဆောင်ရင်းနဲ့မိမိကိုယ်ကိုပြန်မလိမ့်မိပါစေနဲ့